ဒီနေ့ကတော့ကျွန်တော်ညီကိုစပင်းမညက်ခင်မှာစပင်းညက်ဆိုင်အောင်သွားခင်မှာတည်ထားမယ်အချက်ကလေး၃ချက်ကိုကျွန်တော်ညှဝေပေးပါမယ်ခင်ဗျာပထမဆုံးတစ်ချက်ကတော့ကျွန်တော် line ပေါ်မှာမြင်တွေ့နေရတဲ့ model တွေသူတို့ရဲ့စပင်းပုံစံတွေကသူတို့မျက်နှာကြားနဲ့လိုက်ပတ်တဲ့ပုံစံမျိုးညှက်ထားတာဖြစ်ပါတယ်ချိုးကီတွေကကြတော့ဗျာဟဲပေါင်တာအဲ့လို product တွေသုံးပြီးမှအဆင်ပြေရဲ့ချိုးကီတွေကကြတော့မျက်နှာတွဲတဲ့သူနဲ့လိုက်ပတ်တဲ့တင့်တော်တယ်ဆိုရင်မျက်နှာဝိုင်းတဲ့သူနဲ့လိုက်ပတ်ချင်မှလိုက်ပတ်မယ်ဒါကြောင့်မို့ဒီပုံနဲ့ကအတိုင်းညှက်ပေးပါဆိုတာတဲ့ကိုဒီပုံနဲ့ကအတိုင်းစင်တူလေးဖြစ်အောင်ကျွန်တော်ဘလို့ပြညက်ရင်အဆင်ပြေနိုင်လဲဆိုတော့စပင်းညက်ဆရာနဲ့တိုင်ပင်ပါဒုတိယအချက်ကတော့ခင်ဗျားကစပင်းပုံသွင်းရမှာပြင်းနေသူလားဒါမှမဟုတ်ပုံသွင်းမှုအချိန်မအားတဲ့သူလားဒါဆိုရင်တော့စပင်းညက်ဆရာကိုပုံပွင့်လေးလေးပြောပြပြီးတော့တိုင်ပင်ပါအခုကျွန်တော်စပင်းပုံမသွင်းခြင်းဘူးပုံမသွင်းမဲ့အဆင်ပြေမဲ့လိုက်ဖက်မဲ့ကေယူညှက်ပေးပါလို့ပြောပါဒါဆိုရင်တော့ခင်ဗျားအိမ်ရောက်သွားရင်အဆင်ပြေပါလိမ့်မယ်တတိယတစ်ချက်ကတော့စပင်းညက်ပညာစပင်းညက်တယ်ဆိုတာအမှုပညာတစ်ခုပါပဲညီကိုတို့ရဲ့စပင်းအနေအမြင့်အလက်အပတ်ကိုချိန်ဆပြီးတော့ညှက်ပေးရတာပါစပင်းညက်ဆရာရဲ့အကြံပြုချက်လေးတွေကို view design နဲ့နားထောင်ပေးမယ်ဆိုရင်မိတ်ဆွေတို့မျှော်လင့်ထားတာတဲ့ပိုကောင်းတဲ့ရှားလက်တွေကိုပိုင်ဆိုင်နိုင်ကြမှာပါကျွန်တော်ရှေ့မှာပြောခဲ့တဲ့အချက်လေး၃ချက်ကတော့စပင်းညက်ခင်မှာတည်ထားမယ်အချက်လေး၃ချက်ပါတခြားသိချင်တာများရှိရင်လည်း comment မှာအားမနာနဲ့ဝင်မေးလို့ရပါတယ်ကိုနဲ့လိုက်ဖက်တဲ့စပင်းပုံစံမျိုးတွေပိုင်ဆိုင်နိုင်ကြပါကြခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်